သူတို့နှစ်ယောက်ကစေတနာနဲ့အဖိုးအိုကိုကူညီချင်ခဲ့ကြပေမဲ့အဖိုးအိုကတော့ကျေးဇူးမတင်ခဲ့ပါဘူးသူတို့ကိုမောင်းထုတ်ဖို့အတွက်တုတ်တချောင်းကိုတောင်ကောက်ကင်လိုက်ပါသေးတယ်ဒါကြောင့်သူတို့လည်းအယူတယောက်နဲ့တွေ့တယ်လို့ပဲတွေးလိုက်ပြီးကားကိုအမျက်မောင်းထွက်ခဲ့ကြပါတယ်တကယ်တော့အဖိုးအိုကသူတို့ကိုကယ်တင်ဖို့စူးစမ်းနေခဲ့တယ်ဆိုတာသူတို့မသိခဲ့ကြပါဘူးကားမောင်းလာတာတိတ်မကြခင်မှာပဲလမ်းပိတ်နေတဲ့ကားဗန်ပါတစ်ခုကိုသူတို့တွေ့လိုက်ရပါတယ်ကျက်လည်းဘာမှတိတ်မစင်းစားပဲကားဗန်ပါကိုဘေးဆွဲဖယ်လိုက်ပါတယ်ပြီးတာနဲ့သူတို့ခီးကိုဆက်လက်ထွက်ခွာလာခဲ့ကြပါတယ်တိတ်မကြခင်မှာပဲနောက်ထပ်ကားဗန်ပါတစ်ခုလမ်းပိတ်နေတာကိုထပ်တွေ့လိုက်ရပါတယ်အဲ့ဒီတော့မှဒီနေရာကရင်းနှီးနေတယ်လို့ပဲလို့သူတို့သတိထားမိလိုက်ကြပါတယ်အခုတွေ့ရတဲ့ဗန်ပါကစောစောကသူတို့ဖယ်ခဲ့တဲ့ဗန်ပါပဲဆိုတာကိုသူတို့လုံးဝမသိခဲ့ကြပါဘူးသူတို့ကြောင်ငင်းနေတဲ့အချိန်မှာပဲသွေးတွေပေကျန်နေတဲ့ကြောက်စရာအမျိုးသမီးတစ်ယောက်သူတို့အရှိမရုတ်တရက်ပေါ်လာခဲ့ပါတယ်လီဆာကြောက်လန့်တကြားကြည့်လိုက်ပြီးနောက်မှာတော့အဲ့ဒီအမျိုးသမီးကရုတ်တရက်လေပေါ်ကိုပြန်တက်သွားပါတယ်လီဆာလည်းအယမ်းလန့်သွားပြီးလီဘာကိုနင်းကားကိုအရှိန်ပြင်းပြင်းနဲ့မောင်းထွက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာသူမစိတ်သေးရှိတာကဒီနေရာကနေလွတ်မြောက်ဖို့တခုပါပဲဒါပေမဲ့မထင်မှတ်ထားတာကပတ်မောင်းပြီးတဲ့နောက်မှာတော့သူတို့ဆက်ထွက်ခဲ့တဲ့နေရာကိုပဲပြန်ရောက်နေခဲ့ပါတယ်လီဆာအယမ်းကြောက်ပြီးလက်မမောင်းမိတယ်လို့ပဲဂျက်ကထင်နေခဲ့ပါတယ်ဒါကြောင့်တခြားလက်များရှိမလားလို့ကြည့်ဖို့ကားပေါ်ကဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတို့ကားပေါ်ကခြေချလိုက်တာနဲ့လင်းထိန်နေတဲ့နေကင်းဘက်အချိန်ကနေရုတ်တရက်ညဘက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်လီဆာကတော့သူမစိတ်ချောက်ချားနေတယ်လို့ထင်သွားပါတယ်ခုနကနေကင်းဘက်အချိန်ဟုတ်မဟုတ်အတီးပြုတ်ပေးဖို့ဂျက်ကိုမေးလိုက်ပေမဲ့ဂျက်ရဲ့အဖြေကသူမကိုတုံ့လှုပ်သွားစေခဲ့ပါတယ်အရင်ကတည်းကညဘက်ဖြစ်နေတာမဟုတ်ဘူးလားလို့ဂျက်ကသူမကိုပြန်မေးလိုက်လို့ပါပဲအဲ့ဒီနောက်ဂျက်ကလက်နှိပ်တက်မီးဖွင့်ပြီးအရှိကိုရှောက်သွားကစစ်ဆေးကြည့်ခဲ့ပါတယ်လမ်းဘေးမှာစွန့်ပစ်ထားတဲ့ပျက်စီးနေတဲ့ကားတစ်စီးကိုသူတို့တွေ့လိုက်ရပါတယ်တေချာကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီကားဟောင်းကြီးကသူတို့ကားနဲ့ထူးဆန်းစွာတူညီနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအရှိတက်စီကနေအတန်တန်ရုတ်တရက်ထွက်ပေါ်လာပါတယ်ဂျက်လည်းအတန်လာရာနောက်ကိုလိုက်ကြည့်လိုက်ပါတယ်တစ်ပင်ပေါ်မှာတွဲလောင်းကျနေတဲ့သွေးတန်ရဲရဲနဲ့ခန္ဓာကိုယ်တစ်ခုကိုသူမြင်လိုက်ရပါတယ်သူတို့ပြန်တတိယလာတဲ့အချိန်မှာတော့ထူးဆန်းတဲ့လူတစ်ယောက်ရဲ့ဖမ်းဆီးချီနှောင်ခြင်းကိုခံထားရပြီဖြစ်ပါတယ်အဲ့ဒီလူကမိုံဘေးမှာထိုင်ပြီးပြက်နေတဲ့လက်မောင်းတစ်ဖက်ကိုကိုက်ဝါးစားတောက်နေတာပါအဲ့ဒီတော့မှသူတို့ဟာအဲ့ဒီလူရဲ့နောက်ထပ်စားစာဖြစ်လာတော့မယ်ဆိုတာကိုသဘောပေါက်လိုက်ကြပါတယ်အဲ့ဒီလူကလီဆာစီကိုလန့်လာခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲစောစောကအဖိုးကိုရုတ်တရက်ပေါ်လာပြီးသူ့ကိုရိုက်နှက်လိုက်ပါတယ်အဖိုးအိုကသူတို့ရဲ့ကြိုးတွေကိုဖြေပေးပြီးတောအုပ်ထဲကိုခေါ်ဆောင်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမှာသူတို့မြင်လိုက်ရတဲ့မြင်ကွင်းကသူတို့ကိုပို့ပြီးတုံလှုပ်သွားစေခဲ့ပါတယ်တစ်ပင်နောက်ကနေလီဆာနဲ့ရုပ်ချင်းတစ်ထက်တဲတူတဲ့အမျိုးသမီးတစ်ယောက်ထွက်ပေါ်လာခဲ့လို့ပါပဲ